ညီမနှစ်ယောက်လုံးကတော်ဝင်မိသားစုတွေကိုအတီးတီးလက်ထပ်ဝင်ရောက်ခဲ့ကြပေမဲ့သူတို့ရဲ့ကံကြမ္မာတွေကတော့မိုးနဲ့မြေလိုကွာခြားခဲ့ပါတယ်။ညီမဖြစ်သူကတော့တိုင်းပြည်လုံးရဲ့မိခင်ဖြစ်လာမဲ့ဇာတာပါရာကြောင့်အင်အားကြီးတဲ့တိုင်းပြည်ရဲ့ A grade OGC ကိုလက်ထပ်ခဲ့ရပါတယ်။အမဖြစ်သူကတော့ရက်ဆက်ကြမ်းကြုတ်တဲ့ရှိချီစစ်သူကြီးနဲ့လက်ထပ်ခဲ့ရပြီးအိမ်အောင်ကြပြီးနောက်မရဲလိုဘဝမျိုးကိုဖျက်ဆီးခဲ့ရပါတယ်။ဒီလိုညှဉ်းပန်းနှိပ်စက်မှုတွေကနေလွတ်မြောက်ဖို့အတွက်သူမဟာအခွင့်အရေးရှာပြီးအသက်လူထွက်ပြေးခဲ့ပါတယ်။ဒါပေမဲ့လမ်းမှာခြေချော်ပြီးလဲကျသွားခဲ့ပါတယ်။လိုက်လံဖမ်းဆီးလာတဲ့ခင်ပွန်းရဲ့ရက်ဆက်တဲ့အပြုံးကိုမြင်လိုက်ရတဲ့အခါသူမဟာအဖမ်းခံရမယ့်အစားကိုဆုံးစီရင်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ညီမဖြစ်သူကလူရင်းနဲ့အချိန်မီရောက်ရှိလာပြီးကဲတင်ခဲ့ပါတယ်။လွတ်မြောက်ပြီလို့ထင်ခဲ့ပေမဲ့မမျှော်လင့်ပဲမြင်းပေါ်ကနေနှစ်ယောက်လုံးပြုတ်ကျသွားခဲ့ပါတယ်။ညာရာပေးဖို့တောင်းပန်တန်ကိုမကြားကျင်တဲ့စစ်သူကြီးကညီမဖြစ်သူကိုမြင်းနဲ့ချီပြီး3 ရက် 3 ညတိုင်တိုင်ရက်ရက်ဆက်ဆက်ဆွဲခေါ်သွားခဲ့ပါတယ်။ရှိချီပြည်ကိုရောက်တဲ့အခါမှာတော့သူမကိုတိုင်မှာတုံ့နှောင်ထားလိုက်ပါတယ်စစ်သူကြီးကသူမဟာမိမိဇနီးထက်ပုံမလောက်ပနေတာကိုမြင်တဲ့အခါမှာတော့လူအများရှေ့မှာစော်ကားဖို့ကြံရွယ်ခဲ့ပါတယ်ကံကောင်းထောက်မစွာနဲ့ပဲအမတ်ကြီးတွေကအချိန်မီတားဆီးပေးခဲ့ပါတယ်ဘာလို့လဲဆိုတော့တိုင်းပြည်ရဲ့ဘရင်ကရန်သူလက်ထဲမှာရှိနေသေးလို့ဖြစ်ပါတယ်စစ်သူကြီးကသူမကိုမြို့တကားဝမှာကြီးနှောင်ထားပြီးလေဘင်းကိုဓာတ်နဲ့မိုးကဧကရစ်ကိုဘရင်ကြီးအားလွှတ်ပေးဖို့ချင်းချောက်ခဲ့ပါတယ်မိမိချစ်ရသူကနှိမ့်ဆက်ညှဉ်းပန်းခံထားရလို့ဒဏ်ရာတွေဘလောက်ပေါ်ဖြစ်နေတာကိုမြင်ရတဲ့မင်းသားကရင်ကျိုးမတက်ခံစားရပြီးဧကရစ်ကိုရန်သူကမ်းလှမ်းချက်ကိုအရင်လက်ခံဖို့ဖြောင်းချခဲ့ပါတယ်ဒါပေမဲ့တိုင်းပြည်နဲ့မိမသားကြားမှာတော့ဧကရစ်ကတိုင်းပြည်ကိုပဲရွေးချယ်ခဲ့ပါတယ်အဖေဖြစ်သူကိုကဲတင်နိုင်စွမ်းမရှိတော့တာကိုမြင်တဲ့အခါမှာတော့စစ်သူကြီးကဒေါသတကြီးနဲ့သူမကိုအမြန်တက်ပစ်ဖို့ပြင်လိုက်ပါတယ်ဒါအကြမှာပဲမင်းသားကဘရင်ကြီးကိုကဲတင်ပြီးအချိန်မီရောက်ရှိလာခဲ့ပါတယ်ဒသခံတွေကိုအောင်မြင်စွာလဲလှယ်ပြီးနောက်မှာတော့ဧကရစ်ကစစ်တပ်နဲ့အတူဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်စစ်သူကြီးကတော့တတိပင်မထားမိလိုက်ပဲချက်ချင်းအသက်ပြောက်သွားခဲ့ပါတယ်တိုင်းပြည်ပြတ်သွားပြီးနောက်မှာတော့အမဖြစ်သူကညီမဖြစ်သူရဲ့နန်းဆောင်မှာလာရောက်နေထိုင်ခဲ့ပါတယ်ခန္ဓာထဲဝါတဲ့ပြင်ဆင်မှုတွေကိုမြင်ရတဲ့အခါမှာတော့သူမဟာမနာလိုဖြစ်မိပါတယ်ဧကရစ်ကညီမဖြစ်သူရဲ့ဘဲချက်ကိုသဘောကျနေမှန်းကိုမသိနိုင်တော့ပါဘူးအင်းရှိကအချွေရန်ကတော့တခင်မလေးမှာအပြစ်နာစာတွေရှိနေရင်တောင်ဧကရစ်ကတော့အသေးဆွဲချင်နေမှာပါလို့ပြောခဲ့ပါတယ်ဒါကိုကြားရတဲ့အခါမှာတော့အမဖြစ်သူရဲ့စိတ်ထဲမှာမခံမရနိုင်ဖြစ်သွားခဲ့ပါတယ်နောက်တစ်နေ့မှာတော့သူမဟာဥယျာဉ်ထဲမှာဧကရစ်နဲ့မတော်တဆလို့ဆုံတွေ့ခဲ့ပါတယ်ညီမဖြစ်သူရဲ့လူပြိုလန်းဆန်းမှုနဲ့မတူဘဲအမဖြစ်သူရဲ့နူးညံ့တိမ်မွေးမှုကဧကရစ်အပေါ်အထင်ကြီးစရာအနှစ်တရတွေဖြစ်စေခဲ့ပါတယ်ထွက်ခွာသွားတဲ့ဧကရစ်ရဲ့ကြောပြင်ကိုကြည့်ရင်သူမရဲ့စိတ်အာရုံတွေဝေဝါးသွားခဲ့ပါတယ်ဒါပေမဲ့ဒါဟာသူမအတွက်နောက်ထပ်အိမ်မက်ဆိုးတစ်ခုရဲ့အစပြိုးခြင်းဖြစ်မှန်းကိုတော့သူမကိုယ်တိုင်လည်းမသိရှိခဲ့ပါဘူး